ဘာတွေဖြစ်ကုန်ပြီလဲဘာတွေဖြစ်ကုန်ပြီလဲကွာကိုနိုင်ဆယ်လီကိုနိုင်ကိုကျွန်တော်ယုံကြည်တယ်လေးစားတယ်ဘာကြောင့်လဲကိုနိုင်ကအမေသားသမီးဖြစ်တဲ့ဘယ်ဖက်မှမလိုက်ဘူးအဲ့ဒါကျွန်တော်ဘုံမတို့ပြောနေတဲ့အချိန်မှာဟိုစုသူဘာမှအားမငယ်နဲ့ကိုလန်းကိုရှော့ကိုနိုင်မင်းနဲ့အားပေးခဲ့တယ်ပြီးကူညီပေးခဲ့တယ်ကျွန်တော်လေဘိုးလေးလက်မဖိုးတွေစားဖို့တောက်ဖို့တွေအိမ်ငါးကားတွေပြီးအရင်ကြီးလို့ဖို့1000နဲ့ထုတ်ပေးခဲ့တယ်ကိုတိုင်ဘာမှပြန်မယူခဲ့ဘူးအယောင်သွင်းမပေါဘူးဘာအယောင်မှပဲကူညီခဲ့တယ်ကျွန်တော်ရဲ့ဟိုကိုကူညီပေးခဲ့တယ်ကျွန်တော်အရန်လေးစားတယ်အရန်လည်းချစ်ခင်ခဲ့တယ်ခုဒီကိစ္စကြတော့ကိုနိုင်ကအရန်မပိုက်ဘူးဗျာကျွန်တော်ခုစောစောတဲ့ကိုနိုင်ရဲ့ message မှာရေးပြီးပြီကျွန်တော်မှတက်သေးချပြထားတယ်လေကိုနိုင်ရဲ့ကျွန်တော်ငိုပြီးပြောနေစိတ်မကောင်းလို့ကျွန်တော်သူ့ရှိကိုဒီပတ်စံအပ်တဲ့6သိန်း8တောင်9,000ရဲ့ပြီးဘန်ရှင်း10သိန်းကျော်ရဲ့9သိန်းကျော်တစ်ခါ9သိန်းကျော်ရဲ့ပြီးနောက်ထပ်အယောက်30က2သိန်းကျော်ရဲ့ဆိုတော့အားလုံး7သိန်းကျော်တယ်ဒီမှာကိုနိုင်ရဲ့ကျွန်တော်မှတက်သေးတွေရှိတယ်လို့ကိုနိုင်ကိုလည်းဒီမှာကျွန်တော်ဗီဒီယိုဖိုင်တွေတင်းပြပေးထားတယ်လေဗျာဒီထက်မှတက်သေးတွေရှိအောင်မလားသူတို့မန်နေဂျာကိုတိုင်လက်ခံထားတယ်ဟုတ်တယ်ဆိုတဲ့ဟာ364ရောက်လုပ်ပေးမယ်3သိန်း3,500ထပ်ပြီးကျန်တာဆက်လုပ်ပေးမယ်လေပြောထားပြီးပြီလေကိုနိုင်ရဲ့တတိယကိုကျွန်တော်မိတ်ဆက်ပေးလို့ကိုနိုင်သိရတာပါနော်တတိယရဲ့အိမ်ပြန်ဆောက်ဖို့အိမ်ပြန်ပြေဖို့ကိုနိုင်နဲ့မိတ်ဆက်ပေးခဲ့တာလေကိုနိုင်ရဲ့ကိုနိုင်ဘာဖြစ်လို့အဲ့လိုတွေလုံးဝတာလဲဗျာဘာကျွန်တော်ဒီမှာမရှိတော့ဘူးဆိုပြီး तू ကဒီမှာထိုင်းနိုင်ငံမှာတကယ်ထိုင်းမိန်းမလည်းဖြစ်တယ်ဟလာတကယ်ဟိုပါဝါလည်းကြီးလို့ကိုနိုင်သူ့ဘက်ပါလာလားကိုနိုင်မလိန်နဲ့အဲ့ဒါကိုနိုင်အမတ်တရားလှုပ်လေဗျာကိုနိုင်ရဲ့ကျွန်တော်လာဖို့ဆိုတာလဲဟလာမလွယ်ကူတဲ့အလုပ်ပြီးတော့ तू ကကျွန်တော်ကိုပြန်လန်းလည်းမရှိဘူးလှုပ်ပြီးပြီ तू ကျွန်တော်လှုပ်ကြတော့ကိုနိုင်ကိုတင်ပြပြီးပြီဟလာဒဇင်းလုံးလာရှာတယ်အဲ့ဒီဈေးကိုတော့ကိုနိုင်သိတယ်ဒဇင်းလုံးသွားမေးလိုက်လို့ကိုနိုင်ရဲ့ဒဇင်းလုံးသွားမေးမဟုတ်ဘူးဆိုကိုနိုင်ကျွန်တော်ကိုဖင်လို့တပ်ပလိုက်ဗျာကိုနိုင်ရဲ့ကိုနိုင်စောတော့တင်တဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်အယံဝမ်းနေတယ်ဗျာဟုတ်လားကျွန်တော်ဒီလိုတက်သေးတွေချပြထားတယ်ဗျာသူ့မှာဘာတက်သေးမှမရှိဘူးဒါတော့ကျွန်တော်ရိုက်တာတော့ဗီဒီယိုလေးကျွန်တော်ရိုက်တာတော့တက်သေးရှိတာကိုနိုင်ရဲ့ကိုနိုင်ကူသွားလိုက်အမှန်တရားကိုသိချင်အလုံးသမားတွေဘက်ကကိုနိုင်ပါချင်တယ်မှာကူသွားလိုက်သွားပြီး18ရက်နေ့ညနေ9နာရီရဲ့ CTV ကိုပြန်ကြည့်ပါသူကျွန်တော်ဘလို့တွေပြောတယ်ဟာလာဒီမှာဘလို့တွေအပ်ခဲ့တယ်အဲ့မှာဘသူတွေရှိတယ်ဆိုတာသိလိမ့်မယ်ကိုယ်စားလှယ်ရှိတယ်စပိန်ရှိလေးနဲ့ကိုယ်စားလှယ်ရှိတယ်ပြီးလူ2ယောက်ရှိတယ်ပြီးကျွန်တော်ကွန်ပျူတာကိုင်တဲ့ဆရာလေး1ယောက်ရှိတယ်အလုပ်သမားလေး1ယောက်ရှိတယ်ဝေစေးမှာရှိတယ်မန်နေဂျာရှိတယ်လေကျွန်တော်အပ်ခဲ့တာ364ယောက်စာအပ်ခဲ့တာโอเคအားလုံးပြီးပါကျွန်တော်ထွက်လာတော့ဘာအဝိတ္တတကိုတခုနဲ့ထွက်လာတာဗျအဲ့ဒီ CCTV တွေအကုန်ပြန်ကြည့်ကိုနိုင်ရဲ့မလုံးပါနဲ့ဗျာမျက်နှာကြီးကဟင်းဘက်မှာမလုံးကြပါနဲ့တောင်းပါနဲ့ကိုနိုင်ကိုကျွန်တော်အထင်ကြီးခဲ့တာကိုနိုင်အမတ်တရားဘက်ကပါကျင်တယ်မလားအလုံးသမားတွေဘက်ကပါကျင်တယ်မလားအခုသွားလိုက်ပါလို့အခုသွားကြည့်လိုက်မဟုတ်ဘူးဆိုကျွန်တော်လည်းဖြတ်ပြလိုက်ပါကျွန်တော်နားနဲ့ထိုးတတ်ပလိုက်မယ်ဟုတ်ပြီလားအသက်တွေဘာမှအရေးမကြီးဘူး